Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့channel နဲ့ပြန်ကြည့်ကြမနေ့ကကန်တော့လေnew casting နဲ့ United ရဲ့ပွဲစီပေါ့လေပွဲစီတော့ကျွန်တော်ဘောချုံမှာပြောဒီ new casting ရပဲအနိုင်ရတော့တယ်ဗျာဒီလိုတကူနဲ့ new casting ရပဲကိုပြည့်နဲ့အနိုင်ရတော့တယ်တစားသွားလာခြင်းကတော်ပွားပါတယ်သူတို့ကပြောရမယ်ဆိုရင်ဒီဥပမာအစင်လေးဝင်လို့ဗျာဥပမာတနေရာတက်ပြန်လာတယ်ကျွန်တော်ဒီနေ့တက်ကအလူမှမောတာဘာမှပိုင်းနေကဒီ website ဆိုမှာလေဒီကစီကဥဆောင်ကိုရတယ်အမေလူချင်းတော့လို့ကိုဖြစ်တော့မရခဲ့ဘူးမွေးချေပြောရမယ်ဆိုရင်15မိနစ်လောက်မှာပဲ United ဘက်ကဒီposition တာတယ်ပေါ့ဗျာဒီဆောင်တဲ့အခြေအနေရှိတယ်ဒီလေးရပြောရမယ်ဆိုရင်တော့ကိုကျမပြောထားသလိုပဲလူကြီးမှလည်းပြောင်းလဲလုပ်လို့တွေ့အောင်ဒီဘုသမားနေရာမှာလည်းပြောင်းလဲလုပ်လာတယ်ပြီးတော့ဒီနောက်တန်းဟယ်ရီမကွမ်းရနေရာမှာဆိုရင်ဒီလင်းဒီလော့တော့လာတယ်ဘုကမှာသူရဲ့နေရာမှာဆိုရင်ဒီလူငယ်တွေကမှလေးဟဲ့အမတ် icon လေးတော့တယ်ခုနမှာဆိုရင် Casemiro နေရာမှာအဲဒီစင်ဝါလက်နံပါတ်စီတော့ပြရခြေသားပြောရမယ်ဆိုရင် new dress တာပါတယ်ဒါကတော့စိတ်သက်ပိုင်အောင်ဘောကြီး24မိနစ်မှာ new dress ဘက်ကဥဆောင်ဖို့တွန်းလာအဲ့နောက်ပိုင်းမှာ United ဘက်ကပြန်ပြန်စားရင်းနဲ့39မိနစ်ရောက်မှာကလာချိုက United ရဲ့ချစ်ပါဖို့တွေ့ရတယ်ပထမပိုင်းမှာတော့မသေးနဲ့ပြီးဆုံးသွားတယ်ပေါ့လေဒီတစ်ပတ်ရောက်မကြပါဘူးဘောကြီး49မိနစ်လောက်မှာ new dress ဘက်ကထမအနိုင်ကိုဥဆောင်ဖို့တွန်းလာတော့အဲ့နောက်ပိုင်းမှာလည်း United ဘက်ကတီရောက်ချင်းချောင်းမှုမတွေ့ရဘူးမဇရာဝီတို့ချီချော်လာတဲ့ပါတော့ရဲ့နောက်ပိုင်းတတိယတော့ပြရလဲမဇရာဝီတို့ဖုန်းပြီးလို့ချီချော်လာတဲ့ပါလေနောက်ပိုင်း60ကျော်နဲ့မိနစ်90ကျော်တော့မှာဒီဘက်ဆက်ဘက်ကထပ်မှန်ဟိုးရပြောမှာအတွက်နေတပုတ်နဲ့ရှုံးသွားတော့တော်လေးလို့ညက်မှလည်းဒီပဲညဟောဒီဝဲခြေကအေးပေါ်ရတူဆိုရင်တော့ဒီပွဲတွေ့ချင်တာနောက်ဒီကြားရဲ့ကမဲလာရုံနဲ့ပွဲကြည့်ဘာမှမလုပ်ဘူးအနေနဲ့စတော့မရဒီပွဲအဲ့ဒါဒီမျိုးနဲ့လာရုံနဲ့ပွဲရေးကြည့်ပါကြည့်ပေးကြတဲ့အားလုံးကြည့်ပြီးဒီမှာလည်းဒီပွဲတော့လူတကူနဲ့ရှုံးတာပါနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြအောင်နော်